大家好，我是老师吧。第二道的是龙啊，影响，影响啊，影响第三龙的这种嘛家喏，第影响啊，是个第三声音那个的第三声音ဖြစ်တယ်။ဒါဆိုရင်သူ့ကို二声ရောက်လာတယ်နော်影响ဆိုပြီးတော့影响ကနောက်ရှိတယ် verb ရှိတယ်သူကနောက်ဆိုလို့ရှိရင်တော့လွှမ်းမိုးမှုပေါ့နော် verb ဆိုလို့ရှိရင်လွှမ်းမိုးသည်ဒီလိုမျိုးအဓိပ္ပာယ်တက်ရောက်တယ်။ကြည့်ရအောင်雨天会影响交通雨天မိုးရွာတာက会ဖြစ်စေတယ်影响လွှမ်းမိုးစေတယ်ဘာလို့လဲ交通 transportation အဲ့တော့မိုးရွာတာကသွားရေးလာရေး transportation ကိုလာပြီးတော့ affect ဖြစ်စေတယ်အနှောက်အယှက်ဖြစ်စေတယ်ပေါ့နော်他生病了影响工作他生病了သူဖျားတယ်ဆိုတော့ဘာကို affect ဖြစ်လဲ影响工作အလုပ်ကိုသွားပြီးတော့တက်ရောက်မှုရှိစေတယ်ဒါဒီ verb အနေနဲ့သုံးသွားတာနောင်အနေနဲ့ဆက်ကြည့်အောင်他的父母对有很大的影响他的父母သူ့ရဲ့မိဘတွေက对他သူ့ပေါ်မှာ有ရှိတယ်很大的影响လွှမ်းမိုးမှုအကြီးကြီးကိုရှိတယ်ဆိုတော့သူကသူ့မိဘတွေရဲ့အတွေးခေါ်တိုင်းဖြစ်နေတယ်သူ့မိဘတွေရဲ့မလွန်ဆန်နိုင်ဘူးဒီလိုမျိုးတွေပေါ့နော်ဒါကိုမိဘရဲ့လွှမ်းမိုးမှုခံရတယ်လို့ပြောတယ်ပေါ့နော်这件事产生了负面影响这件事ဒီကိစ္စက产生ဆိုတာကproduce to create လို့ဖြစ်ပေါ်စေတယ်负面 negative 影响မကောင်းတဲ့ effect တွေကိုဖြစ်စေတယ်电影对社会有积极的影响电影ရုပ်ရှင်တွေဆိုတာက对社会ဆိုတာက society လူမှုအဖွဲ့အစည်းပေါ်မှာ有积极ဆိုတာက positive ပေါ့နော်影响အဲ့တော့ positive effect ရှိတယ်ကောင်းတဲ့လွှမ်းမိုးမှုတွေရှိစေတယ်negative effect တွေလည်းရှိတယ်ဆိုတော့ဒီမှာ积极လာ影响ဒီ positive effect လည်းသုံးလို့ရတယ် negative effect လည်းသုံးလို့ရတယ်ဆိုတော့ဒီ影响နဲ့တွဲသုံးတဲ့စကားလုံးလေးကိုကြည့်ရအောင်收到影响收到ဆိုတာကခံရတယ်လက်ခံရရှိတယ်ပေါ့နော်影响လွှမ်းမိုးခြင်းခံရတယ်产生影响ဒါကခုနကသုံးခဲ့တဲ့လွှမ်းမိုးမှုတွေကိုဖြစ်စေတယ်不良影响不良ဆိုတာကတော့ကောင်းတယ်ဆို不良ဆိုလို့ရှိရင်မကောင်း不良影响မကောင်းတဲ့ effect 积极影响积极ဆိုလို့ရှိရင်တော့ positive ကောင်းတဲ့လွှမ်းမိုးမှုတွေဖြစ်စေဒါဆိုလို့ရှိရင်影响ကိုနားလည်မယ်လို့ထင်တယ်နော်影响နဲ့မှာပါတယ်နော်影响က impression တရားရောက်အပေါ်မှာအမြင် impression ဆို6လပိုင်း9ရက်နေ့မှာဆိုလို့ရှိရင် HSK 1တန်းလေးစောက်ပါမယ် basic ကနေစတင်ပါပါအချိန်ကညနေ6နာရီခွန်ခွဲစနေတနင်္ဂနွေပါအရင်ဆုံး basic စာရေးနည်းပြီးတရထားတွေကိုစတင်တယ်ပြီးသွားပြီဆိုမှ HSK 1ဖတ်စာအုပ်ကိုစပြီးတော့တင်ပါပါဆိုတော့အခုမှစတင်မဲ့သူတွေအချိန်ကလုံးဝမရှိသေးတဲ့သူတွေတက်လို့ရပါတယ်好的再见